ai chế này trong này phô biểu mày ai chế này cả đi ô cô lô cô mà lâu phu chế này mà lại ô quay bia này là đi mày ai xí đấy tức là bà mà này chế cái chế à tao số nàyတိုင်းta là cái này tao số ra chế mà lại xây mò đi quay bị ô chế biển tận này chả đấy bé đó mà xí lâu mà nhìn nhủ thế lâu chế bị này cô mấy ông này đâu cả bên này đâu mấy ông này cô ai mà đại bên này cô chế biển tận chả đấy nó bé đó mà lúc nhau mà không bu lúc nhau bu tao quý mẹ đại hiện ta chế bị này lúc nhau phụ về mình nó ăn sai bà nó CNF thì CNA đi ai CNF CNA số giống mày CNF này CNA cái chế bị này mà anh yêu gì này bao nhiêu rồi anago là gì ông này ai đi trong này phụ nó đi mà biểu mày nó CNF này CNA cái ta chế bị này anh yêu gì vậy nóအခုမြန်မာနိုင်ငံမှာအာဏာတွေကိုလူလဲကြပြီးတော့တလုံးတစ်ခဲကြီးယူထားပြီးဘာမှမလုပ်တတ်မကင်တတ်နဲ့နော်ဒစ်လဲနေတဲ့အဖွဲ့ဟာအဲ့ဒါအန်ယူဂျီပဲနော်အာဏာတွေကိုလက်ဝက်ကြီးအုပ်ယူထားပြီးဘာမှမလုပ်တတ်မကင်တတ်ပဲနဲ့ဒစ်လဲနေတာကအန်ယူဂျီအဲ့ဒီချင်းมาလဲအဲ့လိုပဲအန်ယူဂျီနဲ့ပေါင်းပြီးတော့တဆွေလုံးတစ်မျိုးလုံးအာဏာတွေကိုအပြည့်ယူပြီးတော့ချင်းပြည်နယ်ကိုအခုချိန်ထိလွတ်မြောက်အောင်မလုပ်ပေးနိုင်ဘူးအဲ့ဒါဘာလို့လဲဆိုတော့ CNM နဲ့ CNA ပဲနော်ဒါကြောင့်ကိုကချင်းပြည်နယ်ကိုလွတ်မြောက်အောင်မတိုက်နိုင်သေးပဲနဲ့ငါပြည်နယ်ကိုဟိုကောင်ကသိရမယ်ဒီကောင်ကသိရမယ်ငါပြည်နယ်ကိုဘသူကအုပ်ချုပ်ရမယ်အန်ယူဂျီနဲ့တူတူပဲတပုံစံနဲ့ပဲအခုလည်းကြည့်လေအန်ယူဂျီသူ့ကိုယ်သူအစိုးရဘာမှမလုပ်နိုင်ဘူးဒါကြောင့်ရခိုင်တပ်တော် A ကပြောတယ်ငါတို့ချင်းပြည်နယ်ကိုသိမ်းထားတာငါတို့ရခိုင်အုပ်ချုပ်ဖို့မဟုတ်ဘူးဒါမင်းအောင်လိုင်းလက်ထက်ကနေငါတို့အခြေအနေအရပထဝီအရဗျာပလက်ဝဟာရခိုင်ပြည်နယ်အတွက်ဝင်ပေါက်ထွက်ပေါက်အနေနဲ့တိတ်အရေးကြီးလို့ငါတို့မဖြစ်မနေခဏသိမ်းထားတာဒါပေမဲ့အဲ့ဒီပလက်ဝကိုတကယ်အုပ်ချုပ်ရေးတွေစတင်ပြီဆိုရင်ပလက်ဝဒေသမှာရှိတဲ့ချင်းလူမျိုးတွေချင်းတိုင်းရင်းသားတွေကိုပဲငါတို့ကအုပ်ချုပ်ရေးတွေစီမံခန့်ခွဲပေးသွားမှာနော်ဒါကြောင့်မင်းတို့ချင်းအစိုးရအနေနဲ့ပဲဖြစ်ဖြစ်ချင်းတော်လိုင်းလက်နက်ကိုင်နေအနေနဲ့ပဲဖြစ်ဖြစ်ချင်းပြည်နယ်လွတ်မြောက်အောင်ဖို့ပဲမင်းတို့အာယုံဆိုင်ဒီပလက်ဝကိုလာပြီးတော့မျက်စောင်းထိုးမနေနဲ့ဒီကဘာပြဿနာကြုံနိုင်တယ်လဲ ZRA Eastern Command ZRA ကိုကျွန်တော်ကြက်ပြန်ရှင်းပြပါမယ် ZRA ဟာအိန္ဒိယနိုင်ငံရဲ့လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ပါမြန်မာပြည်ရဲ့လက်နက်ကိုင်မဟုတ်ပါဘူးဒါပေမဲ့ဒီຫນွေဥတော်လှန်ရေးနဲ့အတူပေါက်ဖွာလာတာ ZRA Eastern Command ဆိုတာပေါက်ဖွာလာတယ် ZRA ဟာအိန္ဒိယ Central အစိုးရဗဟိုအစိုးရနဲ့အပစ်ခတ်ရပ်စဲမှာအိန္ဒိယနိုင်ငံရဲ့နယ်ခြားဆောင်တပ်ဖြစ်နေတယ် ZRA Eastern Command ဟာမြန်မာပြည်မှာအခြေကုပ်ယူတဲ့ဒီຫນွေဥတော်လှန်ရေးကနေပေါက်ဖွာလာတဲ့အဖွဲ့အစည်းတစ်ခုပါကျွန်တော်တို့တိုက်နေတာဇောင်မေလူမျိုး ZRA မဟုတ်ဘူးစစ်ခွေးနဲ့အပေါင်းပါလို့ကျွန်တော်တို့တိုက်နေတာပါဒီຫນွေဥတော်လှန်ရေးနဲ့ပေါက်ဖွာလာတဲ့ ZRA ပေါက်ဖွာလာတဲ့အချိန်သူတို့နောက်ကျောင်းတွေပြန်လိုက်ကြည့်ရရင်ချင်းပီကွန်မှာပထမဆုံး PDF စခန်းတို့သူတို့ဝင်မှာမိရှုဖြစ်စီခဲ့တယ်ဒုတိယPDF Zolan တာတရကျွန်တော်တို့ CDF ဟောင်းငေါရမ်ကျွန်တော်တို့ CDF ဟောင်းငေါရမ်မှာစွန်သူတို့ရဲ့ဆက်နေဆက်ခဲလို့လူတယောက်စွန်ဒီနေ့ထီလူစင်မမီတဲ့အဆင့်ရောက်သွားတယ်ကျွန်တော်တို့ဒီຫນွေဥတော်လှန်ရေးအတွက်ခြေကုပ်ယူကျွန်တော်တို့အင်အားစုနေတဲ့အချိန်မှာတယောက်စွန်သူတို့ကဒီကောင်းအီခွန်းတို့လှန်ပစ်တယ်ဒါပေမဲ့ဖယားကျေးဇူးတော်ကြောင့်မတိခဲ့ဘူးအလိုနဲ့သူတို့ဒီຫນွေဥတော်လှန်ရေးမှာစာမျက်နှာဖွင့်လာခဲ့တဲ့အဖွဲ့တွေပါနောက်တစ်ဖွဲ့က CDF တန်ဇန်ဌာနချုပ်ကိုသူတို့နှစ်ကြိမ်တိုက်ခိုက်ဖျက်ဆီးခဲ့ကြတယ်2022ခုနှစ်မှာ2021ခုနှစ်မှာနှစ်68ရေတရင်မှုနဲ့သူတို့တွေ့ဆုံညှိနှိုင်းမှာ2020နှစ်မှာ ZRA Eastern Command တွေဟာ
มงยานามาคาดูไตมูเน MOU ဆိုင်မှာနေချဆောင်တတ်အနေနဲ့သူတို့ရက်တီခဲမှာစစ်အစိုးရလက်နဲ့ထောက်ပံ့ရိတ်ခါထောက်ပံ့လာစာထောက်ပံ့ကိုငင်းနေတဲ့အဖွဲ့အစည်းတစ်ခုပါချင်းတောင်မာရင်မကဘဲနဲ့ RZRA တွေဟာကလေး PDF တွေပါကလေးခိုင်ရိုင်မှာတော်တော်လေးဒုက္ခပေးခဲ့ကြတယ်ဒါပေမဲ့သူတို့ကပြန်လဲရှင်းလင်းလာတော့သူတို့ရဲ့အမှတာဝန်ခံဟော့စနာမန်ပီဆိုရဲကောင်အိမ်မှာတောင်မနေရဲပဲနဲ့ထွက်ပြေးသွားတဲ့အဆင့်ဖြစ်သွားတယ်ဟော့စနာမန်ပီဒီတိုင်းပဲကလေးမှာလည်းနေမျိုးစုံနဲ့ဒုက္ခပေးုံမကပဲနဲ့ကျွန်တော်တို့ချင်းလန်းချင်းပြင်မှာဒုက္ခအများကြီးပြီးလာခဲ့တဲ့အဖွဲ့ပါဒါပေမဲ့ကျွန်တော်တို့ချိခါတွန်ဆောင်တို့ထိုးစစ်စင်တော့မယ်ဆိုရင်သူတို့လည်းတခုကျွန်တော်ကြားညက်ပြောဖို့ ZRA ရက်တီခဲတာနှစ်ပေါင်း30ပတ်ဝန်းကျင်ရှိပါပြီစစ်အစိုးရနဲ့တခါမှသူတို့ထိတိုက်ပွဲမရှိခဲ့ဘူးဒီနေ့အထိကျွန်တော်တို့ဒီဖက်တွန်ဆောင်ချိခါဖက်ချန်အနောက်တောင်ကျောစစ်စင်ရေးစပြီးဆိုရင်ကျွန်တော်တို့ဘာတွေကြုံတွေ့နိုင်တယ်လဲတုံးတက်ကြတယ်လာနဲ့ချီပြီးမှကျွန်တော်တို့ CNF လူကြီးတွေရ USFN မှာဇော်မင်းအင်ကွမ်နိုတွေ့ဆုံညှိနှိုင်းဖို့ကြိုးစားခဲ့ကြတဲ့အရာမရောက်ခဲ့ဘူးကျွန်တော်တို့ဥက္ကဋ္ဌပုဇင်ကျုံရဲ့လမ်းညွှန်ချက်အရာMizoram YMA Central YMA အနေတဆင့် ZRA နဲ့ညှိနှိုင်းပြီးမှသူတို့စစ်အစိုးရကိုမတိုက်ချင်ရင်လဲတိုက်နေတဲ့အဖွဲ့အစည်းတွေကိုအနောက်ရှက်မပြီးဖို့လမ်းညွှန်ချက်အရာကျွန်တော်ကြိုးစားခဲ့တယ်မအောင်မြင်ဘူးဒုတိယအကြိမ် MZP မီဇိုဇီလိုက်ပေါ်အနေတဆင့်ကျွန်တော်ကိုယ်တိုင်ပါဘယ်လိုဖြစ်ပေါ်လင်းရသည်မှာကျွန်တော်တို့စစ်အကောင်စီစစ်အစိုးရကိုကျွန်တော်တို့ထိုးစစ်ဆင်တော့မယ်ခမရတို့ MZP ကမဏိပူအရေးမှာဖြစ်ဇောင်းနာထားတွေကိုခမရတို့ကိုယ်တိုင်ကိုကြထဲဝင်ပန့်ပိုးကိုငေကြတယ်ဆိုတော့ခမရတို့စကားကိုသူတို့နားထောင်လိုက်မယ်ခေါ်ပေးပါဆွေးနွေးပေးပါကျွန်တော်တို့သူတို့မတိုက်ချင်ဘူးအနောက်ရှက်မပေးရင်ကျွန်တော်တို့ကြော်သွားမယ် MZP ကကျိုးစားတော့သူတို့နှစ်ချိန်ခေါ်တာသူတို့မလာဘူးကျွန်တော်တို့မအောင်မြင်တော့ဘူးဒီတိုင်းပဲကျွန်တော်တို့ CNA CS COC ချို့ရဲ့လမ်းညွှန်ချက်အရာ ZRA Eastern Command Ground မှာရှိတဲ့လူတွေကိုဆက်သွယ်ခိုင်းလို့ကျွန်တော်ဆက်သွယ်တယ်ကျွန်တော်တို့စစ်အစိုးရတိုက်တော့မယ်ခမရတို့ဖက်သားလည်းအားလုံးမပါနိုင်လဲ၄-၅ယောက်ပါကျွန်တော်တို့လမ်းကြောင်းမှာဝင်ပူပေါင်းပါဒီစစ်အာဏာရှင်ပြုတ်ကြအောင်ကျွန်တော်တို့အတူတိုက်ကြမယ်နောက်ဆုံးအင်အားမထည့်ပေးနိုင်ရင်တော့မှ9ယောက်လောက်ထည့်ပေးပါကန်လှမ်းခိုင်းလို့ကန်လှမ်းလိုက်တော့သူတို့ပါတုံ့ပြန်တယ်လေဒါခိုင်းတဲ့ကြောက်လဲမှာကျွန်တော်တို့ခြုံခိုတိုက်တယ်ဒါလက်ရှိကျွန်တော်တို့ရဲ့အနေထားပါဒီနေ့ဒီအချိန်မှာလဲစစ်အစိုးရကိုကျွန်တော်တို့ ZRA တို့ဇော်မေးလိုမျိုးတွေဇော်မေးဒီတာမှာအုပ်ချုပ်ရေးရန်တရားလုပ်ဖို့ဇော်မေးဒီတာကိုအပိုင်စီးဖို့ဇော်မေးတို့ယူဒုက္ခပေးဖို့ ZRA ကိုတိုက်ဖို့ကျွန်တော်တို့ဒီစစ်စင်ရေးကိုစခဲ့တာမဟုတ်ပါဘူးကျွန်တော်တို့စစ်အစိုးရနဲ့စစ်အစိုးရအပေါင်းပါတွေကိုတိုက်ထုတ်တဲ့နေရာမှာလမ်းကြားမှာအနှောက်အယှက်ပေးတဲ့အဖွဲ့တွေကိုကျွန်တော်တို့ဒုက္ခပေးတဲ့အဖွဲ့တို့ရှင်းလင်းသွားရင်နဲ့ကျွန်တော်တို့စစ်အစိုးရကိုတိုက်ထုတ်ခြင်းသာဖြစ်ပါတယ်ကျွန်တော်တို့သွားခဲ့တဲ့လမ်းကြောင်းတွေမှာကျွန်တော်တို့ပြည်သူဘာတကူမှဒုက္ခမပေးပါဘူးจิခါနက်ဇန်တွန်ဇန်ချင်းကတဲ့လမ်းကြောင်းမှာစစ်ကြောင်းတည်သူ ZRA နဲ့စစ်အစိုးရပေါ်မှာစစ်ကြောင်းတည်သူ5ချိန်ခြုံခိုတိုက်တယ်စစ်ကြောင်းနဲ့သူ3ချိန်ခြုံခိုတိုက်တယ်
ကြားထဲမှာ8 ကြိမ်ခြုံခိုအတိုက်ခံရဘေးမှာကျွန်တော်တို့ဂျီခါတို့နာဇန်တို့တန်ဇန်တို့ရောက်တာပါထိခိုက်မှုတွေလည်းရှိခဲ့ပါတယ်ဒီတိုင်းပဲကျွန်တော်တို့ဂျီခါမှာအစာရဲနဲ့စစ်တပ်နဲ့14ယောက်ဇက်ဂျာနာ ZRA တန်ဇန်မှာရဲနဲ့စစ်တပ်က39ယောက်40ထားလိုက်ပါရဲ20တပ်သား19ယောက် ZRA 100ကျော်နောက်တော့စစ်တပ်သားလေးနဲ့ထတ်ချပြီးမှအင်အားသူပူများသွားတာပါဒါတွေဟာအမှန်တကယ်စစ်အစိုးရနဲ့ပူပေါင်းမပူပေါင်းဆိုတာ online ပေါ်ကနေအော်နေယုံနဲ့မပြီးဘူးကျွန်တော်တို့မှာတက်တီ evidence တွေအများကြီးရှိပါတယ်ဒါရင်မကဘူးကျွန်တော်တို့မှာဖမ်းမိတဲ့စစ်တုပ်ပန်းတွေအများကြီးရှိပါတယ်ဒါတွေဟာချင်းလူမျိုးဇောင်မီလူမျိုးဟာလည်းချင်းလူမျိုးပါကျွန်တော်တို့ချင်းလန်းချင်းပြည်လွတ်မြောက်ဖို့အတွက်မတိုက်ချင်ရင်တောင်မှတရုံတနေရနေအနှောက်ယှက်မပြီးဘဲနဲ့လက်ပိုက်ကြည့်ချင်းအပြင်ကိုငေဖို့ကျွန်တော်ဒီအနေအနုအငွန်းတောင်းဆိုလိုပါတယ်ကျွန်တော်တို့တွေဇောင်မီဒီတာကိုဒုက္ခပေးဖို့လာတာမဟုတ်ဇောင်မီအုပ်ချုပ်ရေးရန်တယောက်လာလို့ဖို့လာတာမဟုတ်ပါဘူးဘေးရင် line ပေါ်မှာအမဲရန်ပြောနေတဲ့ CNA နဲ့ ZRA တိုက်ချင်းမဟုတ်ပါဘူးChinland Council, Chinland Government အောက်မှာရှိတဲ့ Chin Army ပူပေါင်းတပ်နဲ့စစ်အစိုးရနဲ့အပေါင်းပါတွေတိုက်တဲ့တိုက်ပွဲပါ online media ပေါ်တွေမှာပြတ်နေတယ်လို့ CNF CNA ကအကုန်လုံးအုပ်ချုပ်ခြင်းလို့ပါဆိုတဲ့စကားတွေဟာလက်တွေ့မှာစင်စာတုံးတက်နိုင်တဲ့အုံနောက်ရှိတဲ့သူတိုင်းဟာအရှိတရားအမှန်တရားကိုလက်ခံရမှာပါချင်းပင်နယ်မှာမြို့နယ်တွေအများကြီးသိမ့်ပါပြီဘယ်မြို့မှာဘယ်နေရာမှာ CNF CNA အုပ်ချုပ်ရေးရန်တရားကိုကျူးကင်မှသူတို့ကိုယ်တိုင်အုပ်ချုပ်တယ်လေအဲ့ဒီမြေခွန်းကိုကျွန်တော်မိပါမယ်ပြည်သူတွေကိုလိုင်လန်ပြည်မှာ CNF အုပ်ချုပ်ရေးလုပ်သလားရေဇော်မှာလုပ်သလားဆူခွာမှာလုပ်သလားနရိန်မှာလုပ်သလားရိမှာလုပ်သလားဒီတိုင်းပဲစီရင်ဒေသမှာလုပ်သလားစီရင်ဒေသမှာစစ်အစိုးရအုပ်ချုပ်လို့ရတာခိုင်ကံတကူပဲကျန်ပါတော့တယ်CNFလည်းဝင်မစွတ်ဘူးချင်းလန်ကောင်ဆယ်လည်းဝင်မစွတ်ဘူး bottom up ဒီတခန်တွေရပဲအုပ်ချုပ်ရေးတွေလုပ်နေကြတာပါအဖြူအမဲရောင်လိုက်စိုးနေလို့အကျိုးမရှိပါဘူးအရှိတရားကိုပြည်သူတွေလည်းလက်ခံရမယ်တော်လှန်ရေးခေါင်းဆောင်တချို့တွေလည်းလက်ခံပေးကြပါမြန်မာပြည်ရဲ့ဒေါ်လာရေးရှိအရွေ့တိုးတက်မှုခြေလမ်းတိုင်းကိုလက်ခံနိုင်ရမယ်တကယ်တော်လှန်ရေးသမားစစ်ဆိုရင်ဒီတိုင်းပဲချင်းလန်တော်လှန်ရေးသမားစစ်မြို့ချစ်စိတ်ဓာတ်အပိအမှန်တကယ်ရှိတဲ့လူတွေအတွက်တိုးတက်မှုရှိအရွေ့တွေကိုတိုးတက်မှုခြေလမ်းတိုင်းကိုအကောင်းမြင်ဝါဒထားမှလက်ခံနိုင်ကြဖို့လိုအပ်နေပါပြီအပြတ်သဘောကြီးပဲတွေးနေရင်အပြတ်သဘောကြီးနဲ့ပဲလက်ခံနေရင်ကျွန်တော်တို့ဒီဒေါ်လာရေးပဲအောင်မြင်ပါမလဲဒီတိုင်းပဲတိုးတက်မှုကိုလက်မခံဘဲနဲ့အပြတ်သဘောတိုင်းပဲအပြတ်လန်းစင်အတိုင်းပဲလိုက်နေတဲ့လူဟာအမှန်တကယ်မြုပ်ချစ်စိတ်ရှိတဲ့လူလားအမှန်တကယ်တော်လှန်ရေးသမားစစ်လားပြည်သူတို့ရပဲပြန်ဆုံးဖြတ်ကြပါလို့ပဲကျွန်တော်တရားနေတိုက်တွန်းချင်ပါတယ်